သွားကြမယ်သွားကြမယ်ဘယ်သွားကြမယ် ဘာငယ်သွားမယ် ပင်းတရကျွန်တော် ferry လမ်း ချောင်းစ အေး တော့ ဆန်းစာလေးလည်းစားမယ်နော်ဆန်းစာလေးစားအကုန်လုံးသွားကြမယ်လေတနေရာစီပေါ့ ဒီဆုံးသွားမယ်ဆုံးသွားကြမယ် ဟုတ်ပါရဲ့ နေရာဆောင်ကိုရှောက်လဲမယ်အဲ့တော့ပြည်တယ်ရအောင်မယ်လိုက်ကြည့်ပြပါဗျာ let's go ပြောကြီးနော် အားလုံးမင်္ဂလာပါခင်ဗျာ အားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့အခုကလောမြို့မဈေးကိုရောက်နေပါတယ်ကလောမြို့မဈေးကိုရောက်နေပါတယ်ကျွန်တော်တို့အခုလုပ်ရမယ့် mission ကတရက်ကိုပတ်စံ1000စီပေးထားပါတယ်အဲ့တော့ကျွန်တော်တို့အတွဲစီကနေပြီးတော့မှအဲ့ပတ်စံ1000နဲ့ရန်ကုန်မြို့မှာအလွယ်တကူဝယ်ယူလို့မရနိုင်တဲ့ပစ္စည်းအဲ့1000နဲ့လောက်အောင်ဝယ်ရပါမယ်အမျိုးအမီအများဆုံးဝန်နေတဲ့သူကဒီ mission ကိုနိုင်မှာဖြစ်ပါတယ် mission ရဲ့အချိန်ကနိုင်ဝက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခု mission စပါတော့မယ်ခင်ဗျာအားလုံးပဲ like ကြည့်ပေးကြပါအေးဒီမှာကြီးကဘာဥကြီးလဲမသိဘူးဒါပါလဲဒွေဩဇာရန်ကုန်မှာလွယ်ရလားအဲ့ဒါဘယ်လိုရောင်းလဲတပိတ်တာကို8500အာတပိတ်တာ8500ဒွေဩဇာ50သားပေးပတ်စံအော်မပြောပြဘူးတားလိုက်တော့ငါတို့ဝယ်ပြီးသွားပြီထောက်မှုဖြစ်သွားပြီရပေးဒီတိုင်းစားရလား ဒီတိုင်းစားလိုက် စားလို့ရမှာရှင် အခုဒါအစိမ်းပဲရှိသေးတယ် စိတ်မရှိတဲ့2ရက်လောက်3ရက်ဆိုမှတ်ပြီ ကျေးဇူးပါခင်ဗျာ စားရပါ ကျေးဇူးပါ ဟိုကလေးကဘယ်လိုရောင်းလဲ တကယ်တော့ဟုတ်တယ်ဒါကြောင့်အထီးကြောင်တော့1000နဲ့ထောင်းတယ် တောင်းနဲ့အတော့ထီးကြောင်တော့နှစ်ခုလည်းလေ ဆေးလုံးချက်လို့နဲ့ခြံနေ ဟုတ်ဘယ်ကငချိတ်ပဲအမေအတူတူပဲလား အဲအတူတူပဲမိဟိုမှာငချင်းခုပဲကြံတော့မိ အော်โอเคဟဲ့ရန်ကုန်မှာဝယ်လို့ရတယ်ရန်ကုန်မှာအလွယ်တကူဝယ်လို့မရဘူးဒီရောက်မှစားလို့ရနော်ရောက်မှစားလို့ကောင်းမှာဒါကြိုက်တယ်အခုနည်းရှော့ပြလိုက် ရှစ်ထောင်လေး ဒါပါလေမင်းဆွဲရလားဟုတ်လား ကြောင်ကြောင်တော့ ဘာလဲဆွဲပြကြမလို့လေတိုင်းဝယ်ဝိုင်းရတယ် ဒူးရင်ဩဇာ နတ်ဩဇာ ဟုတ်ပါဘူးဒူးရင်ဩဇာမဟုတ်ပါဘူး ဟုတ်ပါရဲ့ ဟုတ်ပါဘူး ဘူးရင်ဩဇာနော် ဟုတ်လား ဘူးရင်ဩဇာ သူများအများကြီးရောက်ပါရော တက်ဖို့အမြင်ဝင်လဲမင်း အေးငါတို့အရင်စင်းကြည့်ပါရော မင်းအော် ရေမုံကြီးဟုတ်ရေမုံကြီးယူမယ်ရေမုံကြီးလေးဘယ်လိုရောင်းလဲမသိဘူးတစည်းကို သတိမ200 တစည်းမှ200နှစ်စီးပေးပါလား ငါ့ဘူ ရေမုံကြီးဒီမှာပဲရှိရရေမုံကြီးရန်ကုန်မှာလုံးဝမရဟုတ်တယ်နော် အန်တီမန်ကူတီ ဟိုက900ဘိုးလောက်ရနေရာ1000ဘိုးလောက်ရ1000ဘိုးလောက်ပဲရ ဘယ်တပွဲရုံဟမ် ယူလိုက်မယ်လေဒါလားဒါ ဂျူ လား ဘူးဂျူမယ်ဂျူဘူးက ဂျူဖူအဲ့ဒါယူလိုက်နေဟုတ်တယ် လောက်ကြလဲဟုတ် ဒါနဲ့1000ပေး ဒါကိုဘယ်လောက်နဲ့ဝယ်ယူတာဘယ်လောက်နဲ့ ဒါ6000လေဒါ1000အခု3000တော့ကျန်သေးရဲ့ပတ်စံ ထောင်းဝယ်လဲမင်းသုံးရ တော့ကြော်တော်ရှက်ခါဆိုတစားယေးနိုင်တော့ရဲ့ ဒါမကဒေဒီယန်အဲ့ဒါရှိတယ်အဲ့ဒါပေါ်တယ် စတော်ဘယ်ရီထညက်လားအော်စတော်ဘယ်ရီထညက်တယ်ဒီမှာပဲရှိရ ရှေ့ရဘူးပဲ1000မိုးပေးလား အတီဒါဘယ်လိုရောင်းလဲ အဲ့တခု3000ဖြစ် အားနည်းဆွဲပါလားအဲ့နည်းနည်းရှော့ပေး တထောင်မဲရတောင်မှုပဲရောက်ပြီအမကျေးဇူးတင်ပါတယ်အမဖေရရချက်တယ် ထားဝင်လား ဘိုင်ဘိုင် မော်စလေးလေးရ နိုင်ငံမှာလို့ဒါပါလဲဒါကျင်ပြန်ကြော်ရတယ်အော်အဲ့ဒါပဲ 1500ကျန်သေးလားဒီတော့ကျွန်တော်လက်ထဲမှာ1500ကျန်တယ်ဒီပြောတော့လက်ဆက်ဆုံးတယ်အဲ့ဒါကျွန်တော်လက်ဆက်မှာကြည့်ရအောင် ဟုတ်ကဲ့နော်တော့ဆက်သွားမယ်ဘယ်ပုတ်ပဲလားဘယ်ပုတ်ယူလိုက်မလဲဘယ်ပုတ်နော်1500 ကဲကျွန်တော်တို့ကတော့အရင်ရောက်နေပါပြီ
သူတို့ပေးထားတဲ့နိုင်ဝဲမဟုတ်ပါကျွန်တော်17မိနစ်နဲ့17မိနစ်ကျွန်တော်ရောက်လာပါတယ်ကျွန်တော်တို့ကရှားပါပစ္စည်းလေးတွေပါဒါဆိုလို့ရှိရင်ဒါပဲပိုးဒီပါပဲပိုးဒီဘဘောလုံးဝဝယ်လို့မရဒီမှာတော့ဒီ A few minutes later. အဲ့ဒါ ဒါတော့ရှိရင် နော် မရပါဘူးစိတ်လုံးဝမရ စိတ်လုံးဝမရပါဘူးအဲ့တော့လေးပြပါ ကဲဒီမှာအဲ့ဒါထူးဆန်းတဲ့ဒီ raspberry လေး raspberry လေးပါ ကြီးတယ် ရင်းနေကွာ ဒါမပါတော့ချင်းမျိုးမရမယ်နော် ဒီမှာ ယာဒီချက်ကလေးရ အေးပါပြီ ဟိုဟာကောင်လေးကသူ့ဂျောပိုးပြီးတော့ဟိုထိတ်ထိပဲသွားပေးပါဒါအရင်လွယ်ပါတယ်နော်ဒီမရှင်ကဟိုထိတ်ထိတော့ဟိုစိုင်းဖို့ထိတော့ ပါโอเคအဲ့တော့ဘယ်လိုပြောတကယ်ကောင်းမဘူးလားဒီလိုလေငါပိုးပြမယ်ကွာလာဘာလာဒီလိုမခေါ်လာဘောလုံးဒီမခေါ်လာအဲ့လိုမထိုင်သူထအခက်သွားမှာပေါ့ ပြောကြည့်ပါစီရတယ် ပြောကြီးမှာ ဟုတ်ပြီโอเคခုတ်အေးဟုတ်ပြီအေးစေးပဲနော်ပြီးဗဇက်ကနေလည်းပြောအောင်မယ်ကိုT03 လေးစီးနေရတယ်လို့ပါပဲလီမွန်တာနဲ့တော့နည်းနည်းကွာတာပေါ့နော်ခုနပြော T03 နဲ့ဘယ်လို ဒီရောဒီရောပိုကောင်းတာတော့ဒါပေမဲ့ကိုလေးသူ့ဘဝစီရလဲမိုက်ပါကလောင်းညို့ပါနော် ဒီနေ့လေးစားစား ကောင်းတယ်တီတူနဲ့တီရီအရန်ပြောင်းနေတဲ့မရှင်ကခိုင်းအောင် နိုင်တယ်မဟုတ်လား မနိုင်ပေးအဲ့ဒါတွေပေးမော်ဒယ်ရှောက်ရှောက်လို့ရှောက်အောင်ပါနော်လိမ့်ပြီးရှောက်အောင်ခဲဝက်နော်ခဲဝက်ပွဲရှောက်လို့ရှောက်အောင်ပါနော်အဲ့ဒါလေးပဲကဲစားလိုက်မယ် 5 4 3 2 1 action ဟုတ်ပြီဟုတ်တော့ဟုတ်ပြီဝေးပါတပတ်လက်ပြီးတော့အားလုံးအဲ့မှာတပတ်လက်ပြီးလို့ break out သူအေးမဆေးဝယ်ရိုက်လည်းအများကြီးရပါတယ်သူများကိုနှိမ့်ဆက်ချင်တဲ့ခါကျတော့ဒီထုတ်တွေကုန်ထားရပါတယ်ရအောင်လို့မယ်ဆက်လိုက်ကြည့်ပေးပါဦးခင်ဗျာ တာဒါမဲ အဲ့ဒီကနေပူပေမဲ့နေရတော့အေးကဲအဲ့ဆိုရင်အားလုံးပဲကျွန်တော်တို့အခုက Fairyland ကိုရောက်ရှိနေတာဖြစ်ပါတယ်ပြီးတော့ Fairyland ကိုဝင်ကြည့်ဖို့ကျွန်တော်တို့ဆက်ပြီးတော့လေ့လာပါမယ်
အောက်မှာဘာရှိရလဲဆိုတာကိုလိုက်ကြည့်ပေးပါဦးနော်ဟုတ်ကဲ့ကြည့်ကြမယ် let's go မိုက်တော့မိုက်ဒီပုတ်တလို့ရေကန်မှာတဲ့အဲ့တစ်ချိန်တော့နတ်သမီး9ပါးရေလာချိုးကြတယ်တဲ့ရေလာချိုးကြတဲ့ခါကျတော့ညနေကျတော့မိုးချုပ်သွားရောမိုးချုပ်သွားတဲ့ခါကျတော့သူတို့ကဒီကူကြီးမှာအိတ်ကြတယ်လိုက်တော့ဒီလေးကိုကြည့်လို့ရတယ်ဒါလေးရတယ်ပြင်လေးရတယ်တပင်းလေး ဟိုပြိုက်ပြုတ်ဆောင်ထားတယ် ဝေကာကြော်ညာတွေက ဝေကာကြော်ညာတွေကတော့